အားလုံးပဲမင်္ဂလာပါအားလုံးနဲ့ဒီနေ့မှာပြန်နေပြီးတွေ့ရတာဝမ်းသာတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အားလုံးကောင်းကြီးရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့တစ္ဆာရှိပြီးစာငတ်ပြီးဘုရားသခင်ရနှုတ်ကပတ်တော်ကိုခံယူနေတဲ့သူတွေဘုရားသခင်အဆက်ပေါင်းများစွာဒီနေ့မှာကောင်းကြီးပေးပါစေကျွန်တော်ဒီနေ့မှာတမတ်ရာဆိုရင်ထုတ်ထပ်ဆောင်အခန်းကြီး9ထဲကနေအနည်းငယ်ဝင်ငါသွားချင်ပါတယ်ကျွန်တော်နဲ့အတူအခန်းငယ်1မှာဖတ်ရအောင်အေလိရှဲကသာရဘုရား၏စကားတော်ကိုနားထောင်ကြလော့သာရဘုရားမိန်တော်မူသည်ကနက်ဖြန်နေ၌ယခုချိန်ရောက်လင်ဂျုံမုံညက်တစိတ်ကိုငွေတစ်ချက်မုံရောဆန်တစ်ခွဲကိုတစ်ချက်နှင့်ရှမာရိမြို့တကားဝါ၌ရောင်းရလိမ့်မည်ဟုစဉ်းဆို၏ရှင်ဘီရင်မိချင်းကိုခံရသောအမတ်ကသာရဘုရားသည်မိုးကောင်းကင်၌ပရင်းပေါက်တို့ကိုဖွင့်လှစ်တော်မူလင်ထိုတို့ဖြစ်နိုင်ကောင်းသည်ဟုဘုရားသခင်၏လူအားဆိုတော့ဘုရားသခင်၏လူကတင်းသည်ကိုမျက်စိနှင့်မြင်ရတော့လေမစားရဟုပြန်ပြော၏ဟာလေလုယာဒီနေရာမှာကျွန်တော်တို့ပါတွေ့ရလဲဆိုရင်တရက်ကြတော့ရှမာရိမြို့မှာရန်သူတွေဝိုင်းထားတော့ကြောင်းအကြာမြင့်စွာဝိုင်းထားတော့ကြောင်းအကြာကြီးဝိုင်းထားတဲ့အတွက်ကြောင့်အစာခေါင်းပါလာတယ်အစာခေါင်းပါပြီးတော့ဒီတမြို့လုံးကစားစရာမရှိတော့ဘလောက်တောင်စားစရာမရှိတော့ဘူးလဲဆိုရင်နောက်ဆုံးအမျိုးသမီးတွေကကိုသားသမီးကိုပြုတ်ပြီးစားရတဲ့ကာလရောက်လာတယ်အစာခေါင်းပါတယ်သူတို့အစာခေါင်းပါခြင်းတဲ့ကနေမျော်လင်းစရာလွတ်မြောက်ရာလမ်းမျော်လင်းစရာဘာမှမရှိမနှက်ဖြစ်လွတ်မြောက်မလားတပည့်ခါလွတ်မြောက်မလားဘယ်တော့အစာခေါင်းပါခြင်းတဲ့ကနေလွတ်မြောက်မလဲသူတို့မှမျော်လင်းစရာမရှိဘူးသူတို့သိတာတော့တခုတော့ရှိတယ်ဘာသိလဲဆိုရင်အစားတော့ဘယ်နိုင်ငံမှာဘယ်မြို့မှာဘယ်နေရာမှာရှိလဲဘယ်နေရာမှာတွားဝယ်လို့ရတယ်ဘယ်နေရာမှာရနိုင်လဲသူတို့ကအားလုံးသိတယ်ဒါပေမဲ့သူတို့အားလုံးသိပေမဲ့သူတို့ကထွက်လို့မရအပြင်ထွက်လို့မရတခါတလေကျွန်တော်တို့ရဲ့ဘဝမှာဟိုဟာလှုပ်ရင်ဒီလိုဖြစ်မယ်တရားလှုပ်ရင်ဟိုလိုဖြစ်မယ်ဟိုဟာဖြစ်မယ်တရားဖြစ်မယ်ကျွန်တော်တို့ကအလွတ်ရတာနှုတ်ကပတ်တော်အလွတ်ရတာဟိုဟာဒီဟာကျွန်တော်တို့ကဖျားနဲ့ပတ်သက်ပြီးအလွတ်ရတာအစီအစဉ်တွေအလွတ်ရတာနှုတ်ကပတ်တော်တွေအလွတ်ရတာဒါပေမဲ့ဘဝမှာကျွန်တော်တို့ကအလွတ်ရပေမဲ့မဖြစ်လာဘာလို့လဲဆိုရင်ဒီရှမာရိမြို့မှာရှိတဲ့သူတွေကသူတို့ကဘယ်နားမှာအစားတောက်တွေရှိလဲအကောင်းဆုံးအစားအစာတွေဘယ်မှာဝယ်လို့ရလဲသိတယ်ဒါပေမဲ့သူတို့ကထွက်ပြီးဝယ်လို့မရဘာလို့လဲသူတို့ကိုလော့ဒေါင်းချထားတဲ့ရန်သူတွေကသူတို့ကပိတ်မိနေတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာတခါတလေမှာကျွန်တော်တို့ကတိယုံနဲ့မရအကောင်းဆုံးအစားအစာစားလို့ကောင်းတယ်ဆိုတာသိတယ်အကောင်းဆုံးအရာတွေကကျွန်တော်တို့ကကြိုက်တယ်အကောင်းဆုံးအိမ်မှာနေလို့ကောင်းတယ်ဆိုတာသိတယ်အကောင်းဆုံးသောအရာတွေကကျွန်တော်တို့အတွက်ကျွန်တော်တို့လိုချင်တာကျွန်တော်တို့ကအကောင်းဆုံးသောအရာတွေကိုတော့ကျွန်တော်တို့ကသိတယ်ဒါပေမဲ့ဘာလို့လဲကျွန်တော်တို့ကမရဘာလို့လဲဆိုရင်ကျွန်တော်တို့ကိုလော့တောင်းချထားလို့ဘာကလော့တောင်းချထားလဲဆိုရင်စင်ရဲ့ချင်းကကျွန်တော်တို့ကိုလော့တောင်းချထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုးအကောင်းဆုံးအရာတွေစီကိုကျွန်တော်တို့ကမရောက်တော့အကောင်းဆုံးသောအရာတွေကကောင်းတယ်ဆိုတာသိပေမဲ့ကျွန်တော်တို့ ਨੇ မဆိုင်တယ်လို့နေရတယ်ဘာလို့လဲစင်ရဲ့ချင်းကကျွန်တော်တို့ကိုစီးချသွားတာဒါကြောင့်အဲ့ဒီစင်ရဲ့ချင်းကိုကျွန်တော်တို့ကဖြည့်ဆည်းနိုင်တဲ့အရာကအဲ့ဒီလွတ်တောင်းကိုပြန်ဖြီးနိုင်တဲ့သူကဗိတ်တိတ်ချင်းကပဲဖြည့်ဆည်းနိုင်တယ်ဖယားလူဗိတ်တိတ်ချင်းရှိတဲ့သူကပဲဖြည့်ဆည်းနိုင်တယ်ညီကောင်မောင်နှမများဒီနေ့မှာတင်းကိုစင်ရဲချင်းကစီးချထားတယ်တင်းကိုအနာယောဂါကစီးချထားတယ်တင်းကိုအကန့်အသတ်လုပ်ထားတယ်တင်းကိုလော့တောင်းချထားတယ်တင်းရဲ့အိတ်ကတ်တွေတင်းရဲ့ဘဝတင်းရဲ့စီးပွားရေးမှာလော့တောင်းချထားတယ်ဆိုရင်ဒီနေ့တင်းဟာဗိတ်တိတ်ကိုလိုအပ်နေတယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့ဘဝမှာကျမ်းစာတည်ုံနဲ့ရမယ်ထင်တာဧဝံဂေလိဟောတန်ယုံနဲ့ရမယ်ထင်တာအမှုတော်မှာအတွေ့အကြုံရှိလို့ကျွန်တော်တို့ကအမှုတော်ဆောင်ရင်တောင်မှဘွဲရရင်ပညာတတ်ရင်ရပြီလို့ထင်တာကျွန်တော်တို့ဟာအဲ့ဒီထက်အရေးကြီးတာဘာလဲဆိုရင်ဗိတ်တိတ်ခြင်းဖြစ်တယ်ဟာလေလုယာဒီရှမာရိမြို့မှာလော့တောင်းချထားတဲ့ရန်သူရဲ့တပ်ကိုဖြိုဖျက်နိုင်တာကဒီရန်သူရဲ့လော့တောင်းကြီးကိုပြန်ဖြီးနိုင်တာကဖယားလူအေလိရှဲဗိတ်တိတ်ရှိတဲ့ဗိတ်တိတ်ခံသူဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်တဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီဗိတ်တိတ်ခြင်းကလိုအပ်တယ်ဟာလေလုယာတင်လည်းအဲ့ဒီဗိတ်တိတ်ခြင်းကိုလိုအပ်တယ်ကျွန်တော်လည်းအဲ့ဒီဗိတ်တိတ်ခြင်းကိုလိုအပ်တယ်ဒါကြောင့်တင်ဟာအဲ့ဒီဗိတ်တိတ်ခြင်းကိုစာငါရမယ်အဲ့ဒီဗိတ်တိတ်ခြင်းကိုလိုချင်တဲ့သူဖြစ်ရမယ်ဟာလေလုယာဒါကြောင့်လူတွေကအတိနဲ့ပဲသွားတာ
ဟိုနားမှာဘာရှိလဲအကုန်လို့ရတယ်ကျန်းစာကျန်းပိုက်ဘယ်နားမှာဘာရှိလဲဘယ်နားဘယ်ကျန်းပိုက်နဲ့ဘယ်ကျန်းပိုက်ကိုပြန်ထောက်ရမလဲအကုန်သိတယ်ခက်တာကသူတို့သိတဲ့ကျန်းပိုက်အတိုင်းမဖြစ်လာတာကခက်တာဘာကြောင့်လဲဆိုရင်ကျန်းပိုက်တော့သိပြီမဲ့အဲ့ဒီကျန်းပိုက်ပြောတဲ့အแทကိုမရောက်နိုင်ဘူးဘယ်အရာကပဲရောက်စီလဲဆိုဗိတ်သိချင်းကပဲရောက်စီမယ်အာဗြဟံရဲ့ဂတိတော်တွေကအားလုံးကကျွန်တော်တို့အုံနောက်နဲ့ပဲရွတ်လို့မရဘူးအုံနောက်နဲ့ပဲအလွတ်ရွတ်ထားလို့မရဘူးကျွန်တော်တို့အာဗြဟံရဲ့ဂတိတော်တွေကအများကြီးရှိတယ်ဘုရားသခင်အာဗြဟံကိုပေးထားတဲ့ဂတိတော်တွေကအများကြီးရှိတယ်ကျွန်တော်တို့ကတိယုံနဲ့ပဲမရဘူးအဲ့ဒီဂတိတော်ထဲကိုတွားရမယ်အာမင်ဟာလေလုယာဒါပေမဲ့အဲ့ဒီဂတိတော်ထဲကိုမရောက်ဖို့ရန်အတွက်ယန်သူရဲ့တက်ကစင်ရဲ့ချင်းကအမျိုးမျိုးကျင့်စာတွေကကျွန်တော်တို့ကိုစီးသားထားရင်မရောက်နိုင်ဘူးဒီရှမာရိမြို့ကယန်သူတွေကလော့တောင်းချထားတယ်ဘယ်သူမှအပြင်ထွက်လို့မရဘူးသူတို့မှပတ်စံဘလောက်ရှိသူတို့မှဘာပဲရှိသူတို့မှဘာပဲတိတွားဝယ်လို့မရဘူးဒါကြောင့်အငတ်ပဲဘလောက်တော့ငတ်လဲကိုတာတပည့်ကိုပြန်ကြိုက်စားတယ်ပြန်ပြုတ်စားတယ်အဲ့လောက်ထိငတ်တယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမများကျွန်တော်တို့ပို့ရမှာအဲ့ဒီလော့တောင်းပို့လော့တောင်းထဲကနေလော့တောင်းချက်ချင်းခံရတဲ့ပို့ထဲကနေလော့တောင်းဆိုတာဘာလဲဆိုရင်အခန်းသားလောက်ထားတယ်ဒီမြို့ထဲမှာတော့ကြိုက်တယ်လို့လေကြိုက်တယ်လို့ရှောက်သွားကြိုက်တယ်လို့သွားရတယ်ဒီမြို့ထဲမှာဒါပေမဲ့ဟိုဘက်အပြင်ကိုမသွားနဲ့သွားရင်ဘာဖြစ်လဲတေးမယ်ရန်သူရဲ့လက်ထဲမှာဖမ်းမယ်တတ်မယ်ဖြတ်မယ်အခန်းသားလောက်ထားတယ်ဝေးသွားလို့မရအောင်အနီးနားပဲသွားလို့ရတယ်အဲ့ဒါပါလေဆိုလော့တောင်းချက်ထားတယ်အခန်းသားလောက်လိုက်တယ်ဒီနေ့တင်နဲ့ကျွန်တော်တို့ဟာဟိုရွာဒီနာဟိုနာအမှုတော်ဆောင်ဖို့မဟုတ်ဘူးဖခင်တခင်ကဒီတနေရာထဲမှာပဲထားစေချင်တာမဟုတ်ဘူးနေစေချင်တာမဟုတ်ဘူးဖခင်တခင်ကဒီနေရာမှာပဲအမှုတော်ဆောင်စေချင်တာမဟုတ်ဘူးကျွန်တော်တို့ကကဘာပတ်ပြီးအမှုတော်ဆောင်ဖို့ဘုရားလိုရှိတယ်ဟာလေလုယာဒါပေမဲ့အချို့အရာတွေကဟိုလူမျိုးတီအဖွဲ့အစည်းဟိုအဖွဲ့အစည်းတီရွာလေးတီမြို့လေးနဲ့အကန့်အသတ်ထားလိုက်တယ်ဒီမြို့မှာအမှုတော်ဆောင်လို့ရတယ်ပြဿနာမရှိဘူးဒီရွာမှာအမှုတော်ဆောင်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ကဘာကိုကြတော့ထွက်လို့မရတော့နိုင်ငံတွေကိုကြတော့ထွက်လို့မရတော့ဘာလို့လဲလော့တောင်းချခံရတယ်အကန့်အသတ်လုပ်ချင်းခံရတယ်ဒီနေ့ဖခင်တခင်ကတင့်ကိုတုံးချင်တာကဘာပတ်ပြီးတရားဟောစေချင်တာကဘာပတ်ပြီးဧဝံဂေလိဟောစေချင်တာကဘာပတ်ပြီးအမှုကိုဆောင်စေချင်တာဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဘဝမှာအဲ့ဒီလော့တောင်းဘဝကနေလွတ်မြောက်ဖို့လိုတယ်အဲ့ဒီအကန့်အသတ်ရှိတဲ့ဘဝကနေအကန့်အသတ်မဲ့ဘဝကိုဖခင်ကပို့စေချင်တာအဲ့ဒီအကန့်အသတ်မဲ့ဘဝကိုဖခင်ကပို့ချင်တာတွားစေချင်တာတဲ့ဟာအဲ့ဒီအကန့်အသတ်တွေအများကြီးထဲကနေလွတ်တောင်းချက်ချင်းခံရတဲ့ဘဝထဲကနေလွတ်မြောက်ဖို့ရန်တွေဗိတ်သိက်ချင်းလိုတယ်ဟာလေလုယာအဲ့ဒီဗိတ်သိက်ချင်းကတော့တင်ကိုယ်တိုင်ဗိတ်သိက်ရှိရင်လွတ်မြောက်မယ်ဗိတ်သိက်ချင်းရှိတဲ့သူထဲမှာနေရင်သူနဲ့အတူရှိရင်လက်တွဲရင်တင်လွတ်မြောက်မယ်ဟာလေလုယာဒါကြောင့်ဗိတ်သိက်ချင်းကတင်ကိုယ်တိုင်အေလိရှဲလို့ရင်လို့ဒါမှမဟုတ်ရင်အေလိရှဲနဲ့လက်တွဲတဲ့သူဖြစ်ရဟာလေလုယာဒါကြောင့်သင်ဟာအေလိရှဲလားအေလိရှဲနဲ့လက်တွဲတဲ့သူလားဒါမှမဟုတ်သူနဲ့မှမလက်မတွဲပဲနဲ့ကိုယ်တိုင်လည်းမလို့လက်မတွဲတဲ့သူလားအဲ့လိုဆိုရင်သင်အမြဲတမ်းအကန့်အသတ်ရှိတယ်အစားဖို့အကန့်အသတ်ရှိတယ်အိပ်ဖို့အကန့်အသတ်ရှိတယ်တုံဖို့အကန့်အသတ်ရှိတယ်တွားဖို့အကန့်အသတ်ရှိတယ်ဘုရားသခင်ကသင်ကိုအကန့်အသတ်မဲ့နေနမိတ်ကိုခေါ်သွားချင်တာအဲ့ဒီအကန့်အသတ်မဲ့နေနမိတ်ကိုဘုရားကပေးချင်တာဒါပေမဲ့ကျွန်တော်တို့ကဗိတ်သိက်ချင်းအားဖြင့်ပဲရယူနိုင်တယ်ဟာလေလုယာဘုရားသခင်ကအာဗြဟံကိုပေးတဲ့ကောင်းကြီးမင်္ဂလာကအကန့်အသတ်မဲ့ဟာလေလုယာဒါပေမဲ့ကျွန်တော်တို့လူတွေကအမြဲတမ်းအကန့်အသတ်ရှိတယ်ဒီနေ့ဘုရားသခင်အာဗြဟံကိုပေးတဲ့ကောင်းကြီးမင်္ဂလာကတော့အကန့်အသတ်မဲ့ဖြစ်တယ်ဘုရားကအဲ့ဒီနယ်ပယ်ကိုသွားစီချင်တာဒါပေမဲ့ရိုးရိုးသွားလို့မရဘူးကျွန်တော်ကဗိတ်သိက်ချင်းနဲ့သွားရမယ်ဟာလေလုယာဟာလေလုယာဒါကြောင့်အေလိရှဲကဘာလုပ်ပြီလဲဆိုရင်ဒီမြို့ကိုလွတ်မြောက်ဖို့ရန်အတွက်ရန်သူတွေစီးချထားတဲ့တက်ချက်ထားတဲ့ lock down လုပ်ထားတဲ့အရာကိုအေလိရှဲကဘာလုပ်ပြီလဲဆိုရင်ကျင့်ရတယ် prophecy လုပ်တယ် prophesy လုပ်တယ်အာမင်မနေ့ဖြန်နေ့ဒီချိန်မှာမြို့တကားဝမှာဈေးရောက်ပွဲရှိမယ်ကျင့်ရတယ်ဗိတ်သိက်ရှိတဲ့သူကကျင့်ရတယ်အားကြောင့်ဒီမြို့မှာဝိုင်းထားတဲ့ရန်သူတွေက prophecy ရောက်လာတာနဲ့အကုန်လုံး
ထွက်ပြေးသွားတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ရဲ့ဘဝမှာအကန့်အသတ်ထားတဲ့အရာတွေကျွန်တော်တို့ကိုလော့တောင်းချထားတဲ့အရာတွေကျွန်တော်တို့ကဗိတ်တိတ်ချင်းရှိတဲ့သူရဲ့ prophecy လို့တယ်အာမင်ဒါကြောင့်သင်ဟာဗိတ်တိတ်ချင်းရှိတဲ့သူတွေနဲ့လက်တွဲပြီးသင်သွားလာရမယ်သင်ကိုယ်တိုင်ဗိတ်တိတ်ချင်းရှိတဲ့သူဖြစ်ရမယ်ဟာလေလုယာအဲ့လိုဆိုရင်ကျွန်တော်တို့ကိုဘယ်ရာကမှကန့်တတ်လို့မရတော့ဘူးဒီစားတောက်ခြင်းမှာကြွယ်ဝခြင်းမှာအောင်မြင်ခြင်းမှာဘယ်ရာကမှကျွန်တော်တို့ကိုစီးတားလို့မရဘူးစီးတားတဲ့များအားလုံးကပြည့်စည်သွားပြီဟာလေလုယာသင်ဟာအကန့်အသတ်မဲ့လူသားဖြစ်တယ်အာမင်သင်နဲ့ကျွန်တော်တို့ကဖယားသခင်ဖန်ဆင်းတာအကန့်အသတ်မဲ့လူသားအနေနဲ့ဖန်ဆင်းတာဒါကြောင့်သင်နဲ့ကျွန်တော်တို့ဟာအကန့်အသတ်မဲ့လူသားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဟာဤလောကမှာကိုတော့နီးသူဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကိုဘယ်ရာကမှထိန်းချုပ်ထားလို့မရဘူးကျွန်တော်တို့ကိုဘယ်ရာကမှစီးချထားလို့မရဘူးအဲ့ဒီဗိတ်တိတ်ခြင်းအဖြစ်အားလုံးကတဘိုးပြတ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာဒီနေ့ကနေစပြီးဗိတ်တိတ်ခြင်းကိုစာငတ်ပြီးတော့ဗိတ်တိတ်ခြင်းကိုတောင်းတပြီးဗိတ်တိတ်ခြင်းကိုတန်ဖိုးထားပြီးဗိတ်တိတ်ခြင်းရှိတဲ့သူတွေနဲ့လက်တွဲပြီးကိုယ်တိုင်ဗိတ်တိတ်ရှိတဲ့သူလဲလို့ရမယ်အာမင်အဲ့လိုဆိုရင်ကျွန်တော်တို့ကအကန့်အသတ်မဲ့လူသားဖြစ်သွားပြီအာမင်ဘုရားသခင်သွားစေခြင်းတဲ့နေရာကိုကျွန်တော်တို့သွားလို့ရပြီဒါကြောင့်သင်ဟာဒီနေ့ဒီဗိတ်တိတ်ခြင်းကိုစာငတ်ပြီးဗိတ်တိတ်ခြင်းကိုသဘောပေါက်ပြီးဘုရားသခင်သွားစေခြင်းတဲ့နေရာကိုသွားနိုင်တဲ့သူဖြစ်ပါစေအာမင်အားလုံးပေါ်မှာဘုရားထူကောင်းကြီးပေးပါစေ